1996ခုနှစ်နော်ဝေကနေပုံမှန်တိုက်စစ်မှုလေးတစ်ယောက်ဟာမန်ယူကိုတိတ်တဆိတ်ရောက်ရှိလာခဲ့ပါတယ်။သူရဲ့နာမည်ကအိုလီဂန်နာဆိုရှာပါ။သူဟာဘွဲစားကလေးကပါဝင်ခွင့်မရရင်တောင်ဘယ်တော့မှစိတ်ဓာတ်မကျခဲ့ပါဘူး။အရန်ခုံကနေဝင်လာပြီးအချိန်တိုအသွေးအရေးပါတဲ့ဂိုးတွေသွင်းယူနိုင်တဲ့သူရဲ့ထူးခြားတဲ့စွမ်းရည်ကြောင့်ပရိသတ်တွေကသူ့ကို Super Sep လို့ချစ်စနိုးအမည်ပေးခဲ့ကြပါတယ်။ Forest အတွင်းကိုရှစ်သစ်နဲ့နိုင်တဲ့အပွဲလိုမှတ်တမ်းကောင်းတွေကဒီအမည်ပြောင်ကိုပိုခိုင်မာစေခဲ့ပါတယ်။အိုလီရဲ့ဘောလုံးသမားဘဝမှာအထူးခြားဆုံးအခိုက်အတန့်ကတော့1999ခုနှစ်ချန်ပီယံလိဂ်ဘောလုံးပွဲပါပဲ။ဘိုင်ယန်မြူနစ်ကိုရှုံးနိမ့်နေချိန်မှာသူဟာပွဲပြီးခါနီ injury time မှာဝင်လာပြီးအနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။ဒီဂိုးကြောင့်မန်ယူဟာသမိုင်းဝင် Travel ဖလားထုံးလုံးကိုရရှိခဲ့ပြီးအိုလီဟာလည်းမန်ယူဂန်ဒဝင်ဖြစ်သွားခဲ့ပါတယ်။ဒန်ယာဒီအကြိမ်ကြိမ်ရခဲ့ပေမဲ့အိုလီဟာ17နှစ်တာကာလလုံးမန်ယူအထွတ်တစ္ဆာရှိကစားခဲ့ပါတယ်။စုစုပေါင်း366ပွဲကစားခဲ့ပြီးပရီးမီးယားလိဂ်ဖလား6ကြိမ်အပါအဝင်စုဖလားမြောက်များစွာရရှိခဲ့ပါတယ်။နောက်ပိုင်းမှာမန်နေဂျာတဦးအဖြစ်သူ့ရဲ့ချစ်လက်စွာသောအင်ကြီးစီကိုပြန်လာခဲ့ပါတယ်။သူရဲ့ကစားသမားဘဝဟာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အချိန်မှတောင်လက်မလျှော့တဲ့စိတ်ဓာတ်ကိုပြသသွားတဲ့ဂန်ဒဝင်ပုံပြန်တပုတ်ပါပဲ။နောက်ထပ်ဘဲကစားသမားအကြောင်းသိလိုပါတယ်။ comment မှာပြောခဲ့နော်